တော်တို့ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့အမှတ်ခံတယ်ဟောတမရလို့တာဟောနာမည်ပြတ်မခံပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာအကြီးကျယ်နာမည်ပြတ်ခဲ့တယ်တော်တော်ဆိုးဆိုးဝါးဝါးကိုဖြစ်ခဲ့တာရုပ်ပြဆင်းပြက်ကိုနိုင်ငံမှာလည်းအချက်တကွဲဖြစ်ခဲ့တယ်ဟိုဘောတချို့ကြောင့်လည်းမတိကျုံးပြုနေတာတကယ်တော့ကျွန်တော်ကတကယ်စစ်ခိုက်တယ်လို့ကျွန်တော်သိပါတယ်တကယ်ကိုဆိုးဆိုးဝါးဖြစ်ခဲ့ဘလို့မှဒါနားလဲပေးလို့မရတဲ့အတွက်ကြောင့်ဒီခြေနေထိရောက်သွားတာဖြစ်တယ်ဒါကြောင့် Saya Tifa Solesa. Saksikan program-program Kompas TV melalui siaran digital, pay TV, dan media streaming lainnya. Kompas TV, independen, terpercaya.